Okay အားလုံးပဲမင်္ဂလာပါကျွန်တော် BTC market ကို analysis လုပ်ပေးမယ်เนาะ analysis မလုပ်တာလေးကြာပြီလေเนาะအဲ့တော့အခု BTC market ကိုမြင်နေရတဲ့ time frame က daily time frame ပါဒီနေ့တော့2ရက်နေ့ပေါ့လေเนาะတစ်လပိုင်းကျွန်တော်စောစောကလည်း go market analysis video file လုပ်ပေးထားပြီးပြီအဲ့တော့ BTC ကိုဘယ်လိုပြောမလဲ direction မရှင်းမင်းနဲ့ရန်တန်ပြီး try နေကြမှာဆိုလို့ကျွန်တော်ကလေ analysis လုပ်ပေးတာပါအဲ့တော့အခု BTC ကိုမြင်နေရတဲ့အနေထားကရိုးရိုးလေးပဲဒီမှာဒါ daily time frame ဒီမှာ resistance ရှိတယ်ဒီမှာ resistance ရှိတယ်ဒီမှာအမြင့်ဆုံးရောက်ခဲ့တဲ့ high ရှိတယ်ဒီမှာလောလောဆယ်အနိုင်ဆုံးသူနဲ့အနီးစပ်ဆုံးဒီမှာ low ရှိတယ်เนาะအဲ့တော့ဒီ low နဲ့ဒီ high ရဲ့ကြားမှာ market ကအဲ့လိုပြောလို့ရတယ်เนาะအဲ့တော့ဒီ area လေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် market ဒီအောက်မှာလေ support အပေါ်မှာလေ resistance အဲ့ဒီနှစ်ခုရဲ့ကြားမှာရှိနေတာဖြစ်သည့်အတွက်ကြောင့်မလို့ market ကဘလို့မှကို try လို့မကောင်းပါဘူးဟိုသွားကျင်တဲ့ဘက်ကိုရှောက်ခဏနေအနီတုံးအကြီးနဲ့1 hour တော့မှာပေါ်လေ15မိနစ်မှာတော့မှာခဏနေအစိမ့်တုံးအကြီးနဲ့အဲ့လိုမျိုးလေးပေါက်ပန်းလေးစီရှောက်လို့နေတတ်တယ်အဲ့ဒါကြောင့်မလို့ violation sale ဆိုတဲ့အနေအထားမျိုးတစ်ခုကိုရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အသိလာပေးတာပါကျွန်တော်ရဲ့ TikTok YouTube subscriber TikTok follower တွေအတွက်ပေါ့လေနော်အဲ့တော့ကျွန်တော် market ဆိုတာကအမြဲတမ်း trade လုပ်နေဖို့အတွက်အဆင်သင့်ပေါ့နော်အဲ့လိုမျိုးအနေထားမှာမရှိနေပါဘူးကာလဆိုလို့ရှိရင်ဒါတော်တော်လေးကိုကြားနေပြီပြီးလို့ရှိရင်အခုကဒီ Happy New Year နဲ့ဖြစ်တဲ့ခါကျတော့ပို့ဆိုတာပေါ့လေနော်ဟိုငကိုကလေးက sideway ကရှိတတ်တယ်ဆိုတာ Happy New Year နဲ့သွားတိုးတဲ့ခါကျတော့ sideway ကိုနည်းနည်းမြောက်လိုက်တယ်လို့ဖြစ်သွားတာပေါ့လေအဲ့တော့ဒီ market ကဒီထိကနေထွက်မှ try လို့ကောင်းပါနော်ဒီထိကထွက်မှ try လို့ကောင်းပါအပေါ်ကိုထွက်ရင်အပေါ်ကို light ဒီ resistance လိုက်လို့ရတယ်အောက်ကို body နဲ့ထွက်ရင်အောက်ကို light ဒီ support ထိလိုက်လို့ရတယ်နော်ဒီထိကမထွက်မရှင်းtry မလုပ်ကြဘူးကျွန်တော်တို့အကြံပေးလို့ပါတယ် try လုပ်ရင်လေဘာမှကြီးကြီးမားမားမျှော်လင့်လို့ရမှာမဟုတ်ဘူးခဏနေကိုယ့်ရဲ့ entry price ကိုရောက်လာမှာဖြစ်တယ်ဥပမာကျွန်တော်ဆိုလိုချင်တာကဒီကနေပြီးတော့ပိုင်လိုက်တယ်အပေါ်တက်သွားတယ်ဖောက်လေးမဖောက်ဘူးခဏနေကိုယ့်ရဲ့ entry price ကိုရောက်လာကိုကအပေါ်ဆက်တက်မလားလို့မျှော်လင့်ရှင်နဲ့ကင်ထားတယ်ဒါပေမဲ့ entry price ကိုပြန်လောက်ပြီးတော့အရှုံးတောင်ပြန်ပေါ်သွားတယ်နော်အဲ့လိုမျိုးကိုကျွန်တော်ကဆိုလိုတာအကကြီးကိုကရောင်းမယ်ဆိုလို့ရှိရင်လေဒီကနေပြီးတော့ရောင်းထားလိုက်တယ်အောက်ကတော့ဆင်းသွားတယ်ဟုတ်တယ်ဒီထိဆင်းမလားဆိုပြီးတော့ကင်ထားတယ်ပြီးဘာမှမဟုတ်ဘူးဒီနားလေးကနေပြန်ပြီးတော့လာတယ်ပြီးရင်အပေါ်ကိုပြန်တက်သွားတယ်အရှုံးပါထပ်ပေါ် right back မှာခံထားရ stop loss ပါထိမယ်အဲ့လိုမျိုးအနေထားလေးတစ်ခုမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ BTC market ကို trade လုပ်တာရက်ထားလို့ရှိရင်ပို့ပြီးတော့တင်းတော့ကျွန်တော် investment ကိုပြောတာမဟုတ်ဘူးเนาะ investor တွေပြောတာမဟုတ်ဘူးเนาะ trader တွေကိုပြောတာအဲ့တော့အားကြောင့်မို့ BTC ကအခုလောလောဆယ် trade လုပ်လို့မကောင်းပါဘူး daily time frame မှာလုံးဝ direction ပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့15မိနစ်တို့နောက်5မိနစ်တို့1 hour တို့မှာ trade လို့ရှိရင်လေဘာ direction မှာကြီးကြီးမားမားရှိမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဘေး time frame ကိုမှမစင်းတော့ဘူး daily time frame မှာလက်ရှိဖြစ်နေတဲ့ဟာကိုပဲကျွန်တော်လာပြီးတော့ဖက်ပြပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေဖြစ်နိုင်တယ်ဆိုလို့ရှိရင် BTC ကဒီ area ထိကထွက်မှပဲ trade လုပ်ကြဖို့အကြံပေးတိုက်တွန်းလိုပါတယ်အားလုံးပဲနှစ်သစ်မှာရရှိကြပါစေ2026မှာ profit လေးများများရကြပါစေခင်ဗျာ